TikTok မှာမိဗီဒီယိုအောင်မြင်ဖို့ရွှေအောင်နိုင် Golden Hour ဆိုတာကိုတည်တည်ချာချာသိထားဖို့လိုတယ်။ကဲဗီဒီယိုတင်ပြီးပထမဆုံးတနာရီဟာအရေးကြီးဆုံးအချိန်ပါပဲ။ဒီအချိန်အတွင်းမှာ views, likes, comments, shares တွေအများကြီးရတဲ့ဗီဒီယိုကို TikTok algorithm ကအရေးသွေးကောင်းတဲ့ content လို့သတ်မှတ်ပါတယ်။အဲ့ဒီဗီဒီယိုတွေကိုလူအများကြီးစီရောက်အောင် For You page, Manjus, FYP ဘောကိုပို့ပြီးတော့တွန်းတင်ပေးတယ်။ဒါပေမဲ့ဒီရွှေရောင်နာရီမှာ engagement အများကြီးရဖို့ကလူတိုင်းအတွက်တော့မလွယ်ကူပါဘူး။ဒါဆိုအဖြေကပါလေကျွန်တော်တို့ Live Post ညမရဲ့ service ကဒီရွှေရောင်နာရီအတွင်းမှာတင့်ဗီဒီယိုကိုအရှင်အဟုန်ကောင်းကောင်းရအောင်တွန်းအားပေးနိုင်ပါတယ်။တင့် TikTok ဗီဒီယိုတွေ FYP ပေါ်ရောက်ပြီးလူသိများစေဖို့အခုပဲ Page Messenger မှာလာရောက်ဆက်သွယ်လိုက်ပါ။